မြန်မာနိုင်ငံရဲ့ကုသယောဂါတွေကမှထိတ်ဆုံးကနေဥဆောင်နေရှိတဲ့ TB ယောဂါကြောင့်အခုပြောပြပေးမှာပဲဖြစ်ပါတယ် TB ယောဂါကြောင့်မလို့နှစ်စဉ်မြန်မာနိုင်ငံမှာလူပေါင်း2000ခွဲကျော်သေဆုံးနေရှိပါတယ်ဒါပေမဲ့ကောင်းတဲ့သတင်းတစ်ခုကတော့ TB ယောဂါကိုကုသနိုင်နေပြီပဲဖြစ်ပါတယ်မြန်မာနိုင်ငံ TB အသင်းနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ Skin 3 program အောက်မှာဒီပြဿနာကိုဝိုင်းဝန်းဖြေရှင်းလို့ရနေပါပြီအဲ့တော့ TB ယောဂါဆိုတာဘာလဲ TB ယောဂါဆိုတာကတော့ Mycobacterium tuberculosis ဆိုတဲ့ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်ယောဂါရှိတဲ့လူနှာချေတဲ့ချောင်းဆိုတဲ့စကားပြောတာနဲ့တစ်ဆင့်အခြားသူတစ်ဦးတစ်ယောက်ကို TB ယောဂါကိုကူးစက်စေတာပဲဖြစ်ပါတယ်အဲ့တော့ TB ယောဂါမှာဆိုလို့ရှိရင်မျိုးရှိပါတယ်တစ်ခုကတော့အဆုတ်ကိုဓာတ်ရိုက်ထိခိုက်စေနိုင်တဲ့ pulmonary TB နဲ့အဆုတ်ရဲ့ပြင်ပမှာဖြစ်တဲ့ TB extra pulmonary TB ဆိုပြီးနှစ်မျိုးရှိပါတယ်အဲ့တော့ extra pulmonary TB ရာဆိုလို့ရှိရင်တော့ဒီလူတွေရဲ့ပြန်ရည်ကြောချိတ်မှာဖြစ်မယ်နောက်အယိုးမှာဖြစ်တတ်တယ်အုံနောက်မှာလည်း TB ဖြစ်နိုင်တယ်ကြောက်ကပ်မှာလည်းဖြစ်နိုင်တယ်လို့ဥမှာလည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်ရဲ့ extra pulmonary ဆိုတဲ့အတိုင်းပဲအဆုတ်ရဲ့ပြင်ပမြည်သည့်နေရာမှာဆိုဒါ TB ယောဂါဖြစ်နိုင်ပါတယ်အဲ့တော့ဒီအဆုတ် TB ယောဂါဖြစ်ပြီဆိုလို့ရှိရင်သူ့ရဲ့ danger sign တွေအနေရရှိတဲ့လက္ခဏာတွေရှိပါတယ်သူက classical trial နဲ့လာပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် TB ယောဂါတန်တရားရှိတဲ့လူနာတစ်ယောက်ကချောင်းဆိုးတာနှစ်ပတ်တက်ပူကြနေမယ်ပြီးရင်ဖြားမယ်ညနေဘက်မှာပဲevening rise in temperature ပေါ့နော်သူကညနေဘက်မှာပဲအဖျားတက်မယ်ချောင်းပြချက်မရှိဘဲနဲ့သူကကိုယ်လေးချိန်နေကြမယ်ပြီးရင်ညဘက်မှာချွေးပြန်မယ်ပြီးတော့ပင်ပန်းလွယ်မယ်ကရွေးနေပြက်မယ်ကြောအောင်ရင်အောင်ဖြစ်မယ်ချောင်းဆိုရင်သွေးပါမယ်အဲ့ဒီလက္ခဏာတွေကတော့ TB ရဲ့အန္တရာယ်ရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အဲ့တော့ကျမတို့က TB ဆိုတာကိုဘယ်လိုမျိုးနည်းနဲ့သိနိုင်တယ်လဲ diagnosis ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ MMA TB နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ campaign မှာဆိုလို့ရှိရင်တော့ first step အနေနဲ့ဟာကျမတို့ကတလိပ်ကိုစစ်ဆေးပါတယ်အဲ့တော့ဒီ sputum for AFP လို့ခေါ်ပါတယ်သူကsample နမူနာပေါ့နော်နှစ်ခုပို့ရပါတယ်သွားပို့မယ်ဆိုရင်အဲ့တော့မနေ့နိုးချင်းမှာတလိပ်ကိုတစ်ခါထွေးရပါတယ်သွားပို့ကန်ဒီအချိန်ကြမှာနောက်တစ်ခါထပ်ထွေးရပါတယ်အဲ့ဒီတလိပ်နမူနာနှစ်ခုကိုစစ်ရပါတယ်အဲ့ဒါရဲ့နောက်တစ်ခုကကြတော့ဒီ NTR TV လို့ခေါ်တဲ့ရင်မား TV တွေကိုတန်တရားရှိတယ်ဆိုလို့ရှိရင်ကျမတို့ Gene Expert ဆိုတာကိုစစ်ပါတယ် Gene Expert ဆိုလို့ရှိရင်တော့ဒီနေ့တစ်ထိကိုသူက gold standard စစ်ဆေးခြင်းပဲဖြစ်ပါတယ်သူကသူ့ကိုစစ်ခြင်းအပြင်ကျမတို့က rifampicin လိုမျိုးဒီဆေးကိုရင်မားနေသလား resistant ရနေလားဆိုတာကိုလွယ်တကူသိနိုင်ပါတယ်နောက်တစ်ခုနည်းတစ်ခုကတော့ချက်စီရွေးရိုက်ခြင်းပဲဖြစ်ပါတယ်ချက်စီရွေးရိုက်တာကကြတော့ဘာကြောင့်သူကလည်းပါနေသေးလဲဆိုရင်တချို့လူနာတွေမှာကြတော့ဒီ soda for AFB ဆက်လိုက်တဲ့နေရာမှာ negative ထွက်ပေမဲ့လို့ ချက်စီရွေးမှာ positive လက္ခဏာပြနေတတ်ပါတယ်ဒါကတော့ pulmonary TB သမားတွေအတွက်ပေါ့နော် extra pulmonary TB သမားတွေအတွက်ကြတော့ဘယ်လိုလုပ်မလဲလို့ပြောစရာရှိပါတယ်အဲ့ဒါကြတော့သူကဖြစ်တဲ့နေရာပေါ်မှာမူတည်ပြီးတော့စစ်ဆေးမှုတွေကိုပြုလုပ်လို့ရပါတယ်မတူသလိုမျိုးစစ်ဆေးမှုတွေလည်းခွဲပြားပါတယ်ဥပမာအဖြစ်အသားစားယူတဲ့ tissue နမူနာတွေယူတဲ့အဲဒီအယိုးဖြစ်တဲ့ဆိုရင်အယိုးကိုဓာတ်မှန်ရိုက်တာတို့ဒါမျိုးတွေလုပ်လို့ရပါတယ်fluid tissue တွေပေါ့နော် sample ယူတာမျိုးတွေနဲ့ extra pulmonary TB အတွက်ကို diagnosis ရနိုင်ပါတယ်အဲ့တော့ကျမတို့ကဒါကတော့ယောဂရှာဖွေခြင်းလုပ်ငန်းပေါ့နော်ယောဂရှာဖွေခြင်းလုပ်ငန်းဖြစ်ပြီးတဲ့အခါကျရင်ကုသခြင်းလုပ်ငန်းပေါ့ကုသခြင်းလုပ်ငန်းမှာဆိုရင်နှစ်ခုရှိပါတယ်သူကလည်းနှစ်ခုပဲပေါ့နော် drug sensitive TB လို့ခေါ်တယ်ခုမှစဖြစ်တဲ့သူတွေဆေးကို sensitive ဖြစ်မဲ့လူတွေအတွက်ကိုပေးရတဲ့ဆေးနီး treatment နဲ့ drug resistant ဖြစ်တယ်ဆိုတာအရင်တော့ကလည်းဆေးတောက်တာတွေဖြစ်ခဲ့ဘူးတယ်ပြီးတော့ဆေးကိုလည်းကိုယ်အောင်မတောက်ခဲ့ဘူးအဲ့လိုသူမျိုးတွေအတွက်ရင်မားသမားတွေအတွက်ကုရတယ် treatment ဆိုပြီးနှစ်ခုရှိပါတယ်အဲ့တော့ drug sensitive TB သမားတွေကြတော့ပုံမှန်အားဖြင့်ဆိုရင်စံနှုန်းကတော့သူက6လ
ဆေးတောက်စီခိုင်းတာပဲဖြစ်ပါတယ်အဲ့6လမှာပထမ2လကြာတော့သူက intensive phase လို့ခေါ်ပြီးတော့ဆေးမျိုးစား4မျိုးဆေးတစ်လုံးထဲမှာပေါင်းထားတာ2လတောက်စီခြင်းပဲဖြစ်ပါတယ်နောက်ကျန်တဲ့4လကိုကြာတော့ continuation phase လို့ခေါ်ပြီးတော့အဲ့ခါမှာဆိုလို့ရှိရင်တော့ဒီဆေးလုံးတစ်လုံးထဲမှာဆေးမျိုးစား2မျိုးကိုထည့်ထားတဲ့ဆေးကို4လတောက်ခိုင်းခြင်းပဲဖြစ်ပါတယ်အဲ့တော့ drug resistant TB တွေအတွက်ကကြတော့ treatment ဟာဒီ sensitive သမားတွေနဲ့မတူတာတစ်ခုကတော့သူကလောက်ကိုတိုးပြီးတော့တောက်စီတာပဲဖြစ်ဖြစ်ဥပမာအဖြစ်ပုံမှန်မှာ6လတောက်ရတယ်ဆိုရင် resistant သမားတွေဆိုရင်9လတောင်းမွေတစ်နှစ်တောက်ခိုင်းတာမျိုးပဲဖြစ်ဖြစ်တခြား complex regime လို့ခေါ်ရဲပေါ့နော်ပို့ပြီးတော့သူ့ရဲ့ကုသမှုပုံစံတွေကနည်းနည်းပို့ပြီးရှုပ်ထွေးစေပါတယ်အဲ့လိုကုသမှုတွေကတော့ second line drugs တွေပေးတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေနဲ့ဒီ resistant သမားတွေကိုရင်မားသမားတွေကိုကုသလို့ရပါတယ်အဲ့လိုကုသတာကိုလည်းဒီမြန်မာနိုင်ငံ TB စီမံချက်ဝင်စေကန်းတွေမှာပူးပေါင်းပြီးတော့ဒါလူနာနဲ့ဆရာဝန်နဲ့ပူးပေါင်းပြီးတော့ဒီ resistant TB မျိုးစားကိုကုသနိုင်နေပြီပဲဖြစ်ပါတယ်ဟောတကယ်ဒီ TB ယောဂရဲ့ကျမတို့တိကိုသိရမယ်အချက်ကကြတော့ဒီ TB ဆေးဟာမိမိပါးစပ်နဲ့ဝယ်စားမလို့ပါဘူး TB စီမံချက်ဝင်ဆေးရုံဆေးကန်းဘယ်ဆေးကန်းမဆိုအခမဲ့ရယူနိုင်ပါတယ်အဲ့တော့အားလုံးလည်းဒီ TB နဲ့ပတ်သက်တဲ့ poster တွေကြော်ညာဆိုင်းဘုတ်တွေမှာဆိုရင်ဒီ DOTS ဆိုတော့အားလုံးလည်းမြင်ဝင်ကြမှာပါ DOTS ရဲ့အရှိကောက်ကတော့ directly observed treatment short course ပဲဖြစ်ပါတယ်အဲ့ဒါကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီဆေးရင်ပါတွေမဖြစ်စေဖို့နဲ့ဒီဆေးကို course ပြအောင်ထောက်ဖို့အတွက်ပေါ့နော်ကျန်းမာရေးဝန်ထမ်းတွေကနေပြီးတော့ဒီဆေးတောက်နေတာကိုကိုမျက်စိရှိမှဓာတ်ရိုက်ကြည့်ရှုပြီးတော့ဆေးထိုက်တဲ့နည်းပဲဖြစ်ပါတယ်ဒီနည်းကအရင်ထိရောက်တဲ့နည်းလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့နောက်တစ်ခုပြောချင်တဲ့ဟာတစ်ခုကတော့ TB ရောဂါဖြစ်ပြီဆိုရင်ဆေးတောက်တယ်ဆေးတောက်ရင်ဆုံးအောင်တောက်ဖို့ပဲဖြစ်ပါတယ်အဲ့တော့သူကဒီကုသမှုကိုဆေးကိုငါတော့မတောက်တော့ဘူးစောစောရက်လိုက်မယ်နော်တချို့ကကြတော့လေဒီဆေးတွေကပြင်းတယ်မခံနိုင်ဘူးဆိုပြီးရက်ကြပါတယ်အဲ့လိုမျိုးရက်လိုက်လို့ရှိရင်ဒါဆေးရင်ပါ TB ကိုဖြစ်စေနိုင်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ TB ဒီ association ပေါ့နော် MMA TB နဲ့ပေါင်းပြီးတော့ကျမတို့တွေကရင်မာ TB ပေါ်ထုတ်တဲ့ gene expert တွေဈေးကြီးရပေါ့နော်သူကကိုယ့်အကိုစစ်မယ်ဆိုလို့ရှိရင် gene expert တွေကိုအခမဲ့စစ်ဆေးလို့ရှာနေပါပြီအဲ့တော့ကျွန်တော်မှကျန်တဲ့အချက်ကလူတစ်ယောက်ကနှစ်ပတ်ထက်ပိုပြီးတော့ကြောင်ချောင်းဆိုးနေလို့ရှိရင်ချက်ချင်း TB ကိုမဖြစ်မနေစစ်ဆေးပေးပါတကယ်လို့ကိုယ့်ရဲ့မျက်စိရှိမှာတခြားသူတူဦးတယောက်ကလည်းဒီလိုမျိုးနှစ်ပတ်တက်ကြော်ပြီးချောင်းဆိုးနေတယ်တချောင်းချောင်းဖြစ်နေတယ်ဆိုတော့သိလို့ရှိရင်လည်း TB ကိုစစ်ဖို့အတွက်ကိုတိုက်တွန်းပေးပါနောက်တစ်ခုကကြတော့ဒီ TB ဆေးတောက်နေတဲ့သူတွေကိုလည်းအားပေးတာပေါ့နော်သူတို့ကိုဆေးမှန်မှန်တောက်ဖို့အတွက်ကိုဒါတွန်းအားပေးတယ်လို့မျိုးဖြစ်စေပါတယ်လူတွေရဲ့အသက်ကိုကယ်တင်ရလဲရောက်ပါတယ်အဲ့တော့ TB ဆိုတာကုသနိုင်ပါတယ်ကုသဖို့အတွက်လည်းအခမဲ့ပါပဲအဲ့တော့ TB ကို course ပြအောင်တောက်ဖို့ပဲတာဝန်ယူပေးဖို့ဖြစ်ပါတယ်အဲ့တော့ကျမကတော့ဒီမြန်မာနိုင်ငံ MMA TB ကိုပေါ့နော်အရင်လဲကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာ TB ကင်းစင်စေဖို့အတွက်အထူးပြုလှုပ်ဆောင်ပေးလို့ပဲဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဈေးကမ်းမှာလည်းဒီ TB ဈေးတွေကိုအခမဲ့ကျမ skin 3ယူထားရပေါ့နော် skin 3ယူထားတဲ့အတွက်ကြောင့်မလို့ကျမဈေးကမ်းမှာလည်း TB ဈေးတွေထုတ်လို့ရနေပါပြီအဲ့တော့ TB ယောဂါကိုဆေးမှန်မှန်တောက်ပြီးတော့တိုက်ဖြတ်ကြဖို့ဒီနေရာကနေပြီးတော့အားလုံးတိုက်တွန်းလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်မဒေါက်တာဂျူဝဲပါ